မင်္ဂလာပါဒီ comment လေးကို reply ပြန်ပေးချင်လို့ပါရှင်ဒီညီမလေးကဗာမေးထားလဲဆိုတော့34နှစ်ပေါ့နော်ဒီကိုရီးယားကိုအကြောင်းနဲ့လာဖို့အတွက်try လို့ရသေးလားပေါ့ဘွေးရထားတယ်ဗာနဲ့လာလို့ရလဲလို့မေးထားပါပေါ့နော်အဲ့တော့ဒီဘွေးရပြီးသားဆိုလို့ရှိရင် master နဲ့ try လို့ရတယ်ပေါ့နော် EV တောင် master နဲ့ try လို့ရတယ်ဒါပေမဲ့အသက်30ကျော်ဆိုလို့ရှိရင်ကတော့ topic ရှိထားရင်တော့အကောင်းဆုံးပေါ့နော် topic အနည်းဆုံး level 3လောက်ရှိထားလို့ရှိရင်တော့အကောင်းဆုံးပဲပေါ့နော်အမဆိုလို့ရှိရင်လည်း36နဲ့ try ခဲ့ရနောက်ပြီးတော့အမအခုအတိအမ2ယောက်ဆိုရင်ဒီ6လပိုင်း intake မှာဆိုရင်40နဲ့ရောက်တဲ့ဟာရှိရအမတို့ intake တုန်းကလည်း40နဲ့ရောက်တဲ့သူတွေရှိတယ်။ဒါပေမဲ့အဲ့လူတွေအကုန်လုံးကအနည်းဆုံး topic level 3 4 5 6ရှိထားတဲ့လူတွေပေါ့နော်။အဲ့တော့ညီမလေး try ညင်နေဆိုလို့ရှိရင်ဘွဲရထားဖြစ်တဲ့အတွက်ကြောင့်မလို့ e-visa master နဲ့ try လို့ရပါတယ်။ဒါပေမဲ့ခုနပြောသလိုပေါ့နော် topic ရှိထားရင်တော့ပို့ပြီးတော့ကောင်းတယ်။အရင်တော့ကတော့ topic မရှိလဲဒီဟာတွေက e-visa master အောင်မှဒီ topic မရှိလဲ try လို့ရတယ်။ try လို့ရတော့ဟုတ်ပါတယ်။ဒါပေမဲ့ခုနောက်ပိုင်းကတဖြည်းဖြည်းချင်း visa ကျက်လာတာပေါ့နော်။ visa ကျက်လာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ဘက်ကနေပြီးတော့ဒါမျိုးမဖြစ်အောင်လို့မို့ကြိုပြီးတော့ကာဘာပြင်ဆင်တဲ့အနေနဲ့topic level ရှိထားလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော် topic level 3ပေါ့အဲကြဆက်ပြီးတော့မေးကြရဟုတ်ပြီtopic level 3ဆိုလို့ရှိရင်ဘယ်လောက်လေ့လာရမှာလဲဆိုပြီးတော့မေးကြရပေါ့နော်ဘယ်လောက်လေ့လာရမှာလဲဆိုတော့ကိုယ့်ရဲ့အချိန်ပေးနိုင်မှုရဲ့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုရဲ့ပေါ့အများကြီးမူတည်ရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ချိုးကြလဲအလုံးနဲ့ဒါစာလေ့လာရအလုံးတစ်ဖက်နဲ့စာလေ့လာဖြစ်တဲ့အတွက်ကြောင့်အချိန်အများကြီးမပေးနိုင်တချို့ကြတော့လည်းအချိန်အများကြီးပေးနိုင်တယ်ဒါပေမဲ့ဒီအရင်ပေါ့နော်အချိန်အများကြီးပေးနိုင်တယ်ဒီလိုမျိုးဟာလူတွေအမျိုးမျိုးရှိရဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ပုံမှာတော့မူတည်ရပေါ့နော်အဲ့တော့ဒီကျမဆိုလို့ရှိရင်ကျမတည်တက်လောက်ဆိုလို့ရှိရင်ဒီ6လနဲ့ level 2ရောက်သွားတဲ့သူလည်းတွေ့ဘူးတယ်3ရောက်သွားတဲ့သူလည်းတွေ့ဘူးတယ်5ရသွားတဲ့သူတွေလည်းရှိရပေါ့နော်အဲ့တော့ဒီ6လလောက်နဲ့အတွင်းမှာကဒီအနည်းဆုံးကတော့တည်တည်ချာချာလေးလာမယ်ဆိုရင် level 2လောက်တော့ရနိုင်တယ်ပေါ့နော်တည်ချာလေးတကယ်လေးကိုအားစိုက်ပြီးတော့ပဲလုပ်မယ်ဆိုလို့ရှိရင်3ကတော့အောက်ထည့်ရနိုင်ပါတယ်6 level 6လလောက်နဲ့ဆိုလို့ရှိရင်ကတော့တကယ်အားစိုက်ထုတ်ရင်ပေါ့နော်အဲ့ဆိုရင်တော့ level 3လောက်တော့ရနိုင်တယ်ပေါ့တကယ်လို့ကိုကအခုမှစ try မယ်ဆိုလို့ရှိရင်လည်းဒီနောက်2029 3လပိုင်း intake အတွက်ဆိုလည်းမမီတော့ဘူးပေါ့နော်မမီတော့ဘူးဆိုတာကကိုကစာရွက်ကလည်းမပြင်ရသေးဘူးတန်ရုံစီးလည်းမရှိဘူးဆိုရင်တော့မပြင်မမီလောက်တော့ဘူးပေါ့နော်6လပိုင်းအတွက်ဆိုရင်တော့အခုတည်းကစပြင်ရမှာဒီ master ဆိုလို့ရှိရင်သူကတစ်နှစ်မှာ2ကြိမ်ရှောက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်နှစ်6လပိုင်းအတွက်ကိုကလာခြင်းတယ်6လပိုင်းမှာလာခြင်းတယ်ဆိုရင်တော့အခုကတည်းကမှစပြီးတော့စာရွက်စာတမ်းတွေစပြီးတော့ပြင်ဆင်ရတော့မှာပေါ့နော်အဲ့ဒီအတွက်ကြောင့်အခုစပြီးစာရွက်စာတမ်းပြင်ဆင်နေရင်နဲ့ topic ကိုသင်မယ်ဆိုလို့ရှိရင်နောက်နှစ်6လပိုင်းအတွက် try မယ်ဆိုရင် try လို့ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြပါမယ်ရှင်